မင်္ဂလာပါ Shadow Story Channel မှာကြိုဆိုပါရစေ Gemini မှာပုံဗီဒီယိုခေတ်ပြောင်းရပြီစရာ TV တော်ပြီလားဒီလို AI နဲ့ဗီဒီယိုဖန်တီးဖို့စိတ်ဝင်စားတဲ့ solution TV တို့လေးကိုကြည့်လိုက်ပါ ဒီပုံလေးကိုကျွန်တော်ဗီဒီယိုဖြစ်ပြောင်းမှာပါเนาะဒီဖလင်ကင်ထားတဲ့ဒီဆရာဝန်မလေးကိုဖလင်ဖတ်ပြီးတော့မှသူလူနာကိုရှင်းပြနေတဲ့ပုံစံလေးပေါ့အဲ့ဒါလုပ်ကြည့်မယ် image ကနေဗီဒီယိုဖန်တီးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က Gemini Pro ကိုသုံးမှာပဲရအောင်အဲ့ကြောင့်မှဗီဒီယိုဖန်တီးလို့ရမှာပေါ့နော်အဲ့တော့ video 3ကိုတွားပြီးတော့ပုံလေးတစ်ပုံထည့်လိုက်မယ်အဲ့ပုံလေးမှာကျွန်တော် prompt ရိုက်မယ်ပေါ့နော် make a video ပြီးလို့ရှိရင်ဒီ image ရှင်ခဲပေါ့ဒီပုံလေးကကောင်မလေးကပြီးရင် look camera ကိုကြည့်တဲ့ပုံစံအတိုင်း video လုပ်မယ်ပေါ့နော်ပြီးရင် explain ပို့ရှင်းပြနေတဲ့ post လုပ်မယ် and she speak သူစကားပြောမယ်ပေါ့နော်အဲ့ဒါပြီးတော့ MRI scan indicate no anomaly in the patient brain အဲ့တော့ MRI scan ရဲ့ရှာဖွေတွေ့ရှိချက်အရလူနာရဲ့အုံနောက်ထဲမှာပုံမှန်မဟုတ်တာဘာမှမတွေ့ပါဘူးပြီးရင် so don't worry လူနာရှင်ရှင်းပြတာပေါ့နော် don't worry ပြီးမှအဲ့ဒါကို translate အဲ့ဒါ don't worry မှာ anti ဆိုပြီးထည့်လိုက်မယ်နော် anti တရားကိုရှင်းပြလို့ပေါ့အဲ့ဒါပြီးရင် translate this way အဲ့အတန်ကို into မြန်မာ language ဖြစ်ပြောင်းမယ်အဲ့ဒါပြီးလို့ရှိရင်ကျွန်တော်အတန်ကိုညင်ညင်သာသာလေး sweet voice ဆိုပြီးထည့်လိုက်မယ်ပြီးနောက်တစ်ခုကကျွန်တော်ဗီဒီယိုထဲမှာ text လုံးဝမပေါအောင်လို့ no text in video အဲ့စလုံးထည့်မှရမယ်မဟုတ်လို့ရှိရင်အောက်ကစာလမ်းတွေထိုးတယ်လို့အဲ့ဒါပြီးရင်ကျွန်တော် run လိုက်မယ် analyze လုပ်မယ်သူ video create လိုက်တယ်ဒါဆို video လေးရပြီပေါ့နော်အဲ့ဆိုရင်ဒီ video လေးကိုတစ်ချက်ကြည့်ပါဦး MRI scan ကလူနာရဲ့ဦးနောက်မှာပုံမှန်မဟုတ်တာဘာမှမတွေ့ပဲဒါကြောင့်စိတ်မပူပါနဲ့အန်တီနောက်တစ်ခုလုပ်ကြည့်တာပေါ့နော်ကျွန်တော်ဒီပုံလေးကိုတင်တန်းကြော်ညာနေတဲ့ပုံစံလေးဖြစ်အောင်ရေးမယ်အဲ့ဒါပြီးရင်ဘယ်လို result ထွက်မလဲတစ်ချက်ကြည့်အောင်တခုရှိတာသူကကျွန်တော်မြန်မာလိုရေးထည့်လို့မရအောင်ဖြစ်နေအောင်ကျွန်တော်မြန်မာလိုရေးလိုက်ရင်အဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုလည်းသူကမသိဘူးအဲ့လိုပုံစံဖြစ်နေအဲ့တော့ကျွန်တော်အင်္ဂလိပ်လိုရေးမှာပဲရမယ်တကယ်လို့အင်္ဂလိပ်လိုရေးရမှာအခက်အခဲရှိနေတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့သူ့စီမှာပဲမြန်မာလိုအရင်ရေးလိုက်ပေါ့အဲ့ဒါပြီးရင်အဲ့စလုံးကို translate English ပေါ့နော်အဲ့လိုပြန်ပြောင်းခိုင်းလိုက်ပြီးရင်အဲ့ English စာသားကို copy ယူပြီးတော့ video ထဲမှာထည့်လိုက်ပေါ့ကျွန်တော်ဒါနမူနာလေးလုပ်ပြထားတာပေါ့နော်အဲ့တော့ပုံထည့်ပြီးတာနဲ့ကျွန်တော်တို့ make a video imaging ကပြီးရင် look at camera အဲ့ဒါပြီးတော့လို့ရှိရင် explain post ပေါ့နော်ရှင်းပြနေတဲ့ post ပြီးရင် she speak သူပြောမယ်အဲ့ဒါပြီးခုနစာကို paste ချလိုက်နောက်ဆုံးမှာ translate this voice into Myanmar language အဲ့ဒါပြီး sweet voice ပုံမှန်တိုင်းပဲ no text in video အဲ့ဒါထည့်ပြီး run လိုက်မယ်ဒါဆိုခု video ရပြီပေါ့နော်ကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်ထွန်းနောက်တာရွှေသူနာပြုအကူနဲ့စေဝါလက်ထောက်တင်တန်းကိုအောက်တိုဘာလ15ရက်နေ့မှာဖွင့်လှစ်ပါတော့မယ်ဟောကြည့်ပြီးတော့အလုပ်တက်မယ်လို့ပြောနေပါရယ်နောက်ဗီဒီယိုတွေမှာလည်းကျွန်တော် AI နဲ့ပတ်သက်တဲ့အသစ်တွေကိုတင်ပြီးတော့ပါမယ်အားလုံးကြည့်ကြည့်တင်ပါရယ်